ဒီဘက်ပါဝင်လာတဲ့ show time 4ယောက်ထဲမှာဘယ်ကစားသမားကိုရွေးချယ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးထဲမှာပြောပြပေးတော့မှာပဲဖြစ်ပါတယ်မင်္ဂလာပါ info ပေါ်ပါဟင်းရနေပြီးတော့ကြိုဆိုပါရစေဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ TikTok နဲ့ YouTube channel လေးကို like and follow subscribe လေးလုပ်ခဲ့ပြဖို့တောင်းဆိုချင်ပါတယ်ဗျ Okay ပထမဆုံးတစ်ယောက်ကကျတော့ Joshua Kimmich သူက orchestra play style နဲ့လာတယ်သူရဲ့ special skill ကတော့ visionary pass ဖြစ်တယ်ပေါ့နော် visionary pass ဆိုတာကဘယ်လိုလဲဆိုတော့ဒီဥပမာ Kimmich အနေနဲ့ပေးလိုက်တဲ့အခါကျတော့ရှင်ဘောလုံးလက်ခံမဲ့သူရဲ့one touch pass တွေပြောလို့ရှိရင် one time shot တွေပြီးတော့လို့ရှိရင်ဒီဘောလုံးထိန်းချုပ်မှုစွမ်းရည်တွေကိုသူကမြင့်တင်ပေးတဲ့ skill ပဲဖြစ်တယ်ပေါ့နော်ပြီးတော့သူကဒီ DMF CMF ပြီးတော့ right back လိုနေရာတွေမှာကစားနိုင်ပြီးတော့ okay position booster တာတုံးလိုက်မယ်ဆိုလို့ရှိရင် center back ပြီးတော့လို့ရှိရင်ဒီ left midfield right midfield လိုနေရာတွေအထိနေရာတော်တော်များများမှာ Kimmich ကကစားနိုင်တယ်ပေါ့နော်ဆိုတော့ကို့မှာလောအားနှုန်းကောင်းကောင်းရှိတဲ့ orchestra play style ကစားသမားမရှိဘူးဆိုလို့ရှိရင် Kimmich ကဒီရွေးချယ်နေတဲ့ကစားသမားတွေထဲမှာပါတယ်ပေါ့နော်နောက်တစ်ယောက်ကတော့ Manchester United ရဲ့နောက်ခံလူ Matthias De Ligt ပါဒီကက်ကဒီလေးရဲ့ပထမဆုံး show time ကက်ဖြစ်လိမ့်မယ်ပေါ့နော်ပြီးတော့ဒီအပြင်မှာလည်းသူက line up မရတာများတဲ့အတွက်ဒီလေးကက်တွေကလာဖို့ရှားလိမ့်မယ်ဆိုတော့ကိုက United fan တယောက်အနေနဲ့ဆိုလို့ရှိရင်ဒီလေးကက်ကဒီရွေးချယ်တင်တဲ့အထဲမှာပါတယ်ပေါ့နော်အားလုံးပဲသိကြတဲ့အတိုင်း B ရဲ့ play style နဲ့လာတဲ့ special skill ကတော့ area 4 ပေါ့နော် area 4ကဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်သူကကိုယ့်ရဲ့ penalty area box အတွင်းထဲမှာဆိုလို့ရှိရင်အမြင်မိုးတွေလူတဲ့နေရာမှာ area jewel တွေမှာတော်တော်ကောင်းမွန်တဲ့ skill ပဲဖြစ်တယ်ပေါ့နော်သူကလည်း rating 103အထိတက်နိုင်ပြီးတော့ဒီခံစစ်ကိုမထန်ကစားခြင်းတဲ့သူတွေကိုမှဘေးရကောင်းကောင်းမရှိဘူးဆိုရှင်ဒီလေးကရွေးချယ်တဲ့အထဲပါတယ်ဒါပေမဲ့သူ့မှာအားနည်းချက်ကတော့ speed ပေါ့နော် speed ကတော့သူက80လောက်ပဲသွားလိမ့်မယ်ဆိုတော့ speed တွေ acceleration တွေကတော့ယူမယ်ဆိုလို့ရှိရင်နည်းနည်းလေးတိုးဆုံးမှအဆင်ပြေလိမ့်မယ်ပေါ့နော်နောက်တစ်ယောက်ကတော့ Man City ရဲ့လူငယ်ကစားသမားလေး Nico O'Reilly ပေါ့နော်သူက fullback finisher play style နဲ့လာတယ်သူ special skill ကတော့ long range tackle ဖြစ်တယ်ပေါ့နော် long range tackle ကကျတော့tackle လေးလုပ်တဲ့အခါမှာကိုနဲ့ဒီအနီးနားမှာရှိနေမှာမဟုတ်ဘဲနဲ့ကိုနဲ့မလန်မကန်းမှာရှိလို့ရှိရင်လည်း6တော့အရှိထုတ်ပြီးတော့ tackle လုပ်တာတော့ပါလို့ဆိုတော့အဲ့လိုနေရာတွေမှာဒီ long range tackle ကတော်တော်လေးကိုအသုံးဝင်တယ်သူက rating ကတော့100နှစ်အထိတက်မယ်လို့ကျွန်တော်ထင်တယ်သူကပြီးလို့ရှိရင် left back CMF ပြီးတော့ AMF လိုနေရာတွေမှာသူကကစားနိုင်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့သူ့ဒီ center midfield မှာကစားဖို့အကြံပေးခြင်းနဲ့သူက center midfield မှာဆိုပို့ပြီးတော့လောအားနှုန်းပိုထွက်တယ်ပြောမယ်ဆိုလို့ရှိရင်သူက box to box play style အနေနဲ့ကစားမယ်ဆိုအဆင်ပြေရပေါ့နော်သူကပြီးတော့ defensive ကော attacking ရောမျှရတယ်ပြီးတော့ speed တွေပါလည်းအဆင်ပြေရပေါ့နော်ဆိုတော့ CMF မှာဆော့မယ်ဆိုလို့ရှိရင်နည်းနည်းပါးပါးလေး defensive ကို short ပြီးတော့passing တွေကိုပြင်ဆော့တာဖြစ်ဖြစ်ပေါ့နော်ဆိုတော့ stat တွေကတော်တော်များများကောင်းတယ်ပြင်ဆော့လို့ရှိရင်တော်တော်လေးကိုအဆင်ပြေမဲ့ကောင်းလေးဖြစ်နိုင်မယ်ပေါ့နော်နောက်ဆုံးတစ်ယောက်ကတော့ Brighton နောက်ခံလူ Cardio Glue ပေါ့နော်သူက offensive fullback play style နဲ့လာတယ် edge crossing special skill ပါတယ်ပေါ့နော် edge crossing ကတော့အားလုံးပဲသိတဲ့အတိုင်းပဲဒီ canting type ကဆော့တဲ့သူတွေအတွက်ကတော့မရှိမဖြစ် skill ပေါ့နော် cross ပေးတာတွေမှာတော်တော်လေးကိုအသုံးဝင်တယ်ကိုမှာ edge crossing ကောင်းကောင်းမရှိဘူးဆိုလို့ရှိရင်တော့သူ့ကိုလဲထားတင်တယ်ပေါ့နော် stat တွေကလည်းတော်တော်များများကောင်းတယ်ပြီးတော့အခု dropper box လေးလာနေတာဆိုတော့bullet hunter dropper box တာပေါက်သွားခဲ့လို့ရှိရင် cardio glue နဲ့ dropper တို့ရဲ့အတွဲကဒီ free to play ကစားသမားတွေအတွက်တော်တော်လေးကိုကြမ်းမဲ့အနေအထားမှာရှိရပေါ့နော်ဆိုတော့ဒီ video လေးကနေပြီးတော့ brother တို့ဘေးကစားသမားကိုရွေးချယ်ရမလဲဆိုတာကိုအကြံဉာဏ်လေးရသွားပြီလို့ကျွန်တော်ထင်ပါတယ် brother တို့ဘေး player ကိုရွေးချယ်မလဲဆိုတာကိုကျွန်တော်ရဲ့ video ရဲ့ comment အောက်လေးမှာလည်းဝင်ပြီးတော့ပြောခဲ့ကြပါဦးကျွန်တော်ကတော့ info ပေါ်ပါဟင်းပါနောက်ထပ် video မှာပြန်တွေ့ကြတော့ပါအားလုံးကျေးဇူးများတင်ပါတယ်